မမိတ်ဆွေတို့ကတရဏဂုံသုံးပါးကိုရွတ်ဆိုပွားများပူဇော်နေတယ်ဆိုရင်ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်သွားလိုက်ပါအဲ့ဒါကဘာတွေလဲဆိုတော့ဒုက္ခရောက်တော့မယ်ဆိုရင်မိမိရဲ့စိတ်ကအလိုလိုသိနေတတ်ခြင်းစိတ်ရင်းမမှန်တဲ့လူတွေကိုအနားမှာအမြဲမနေနိုင်ခြင်းသူ့အလိုလိုထွက်ခွာသွားကြရခြင်းဒုက္ခရောက်เสียရှိရင်လည်းပဲအဲ့ဒီဒုက္ခတွေကနေဖယ်ထုတ်ပေးလိုက်ခြင်းကြီးကြီးမားမားဖြစ်မဲ့ပြဿနာတွေကိုသေးငယ်သွားအောင်ပပျောက်သွားအောင်ဆောင်ရွက်နိုင်ခြင်းဘေးရန်တွေဒုက္ခတွေကြုံတွေ့နေရင်တောင်စိုးစိုးဝါးဝါမကြုံတွေ့ရခြင်းစောင့်ရှောက်ကူညီခြင်းတဲ့လူတွေကိုယ့်ကိုကာကွယ်ပေးမဲ့ပုံကိုယ်တွေပေါ်လာခြင်းအန္တရာယ်ဆိုးတွေမကြရောက်ခြင်းဘေးဆိုးဒုက္ခဆိုးတွေမကြုံတွေ့ကြရခြင်းဘေးရန်တွေကြုံတွေ့လာရင်တောင်အဲ့ဒီဘေးရန်တွေကနေလွတ်မြောက်ခြင်းလလဘာများရှင်လန်းပြီးတော့ငွေများတိတိတသာဝင်လာခြင်း